အသိရှုံးခဲ့ပေမဲ့စံချိန်တင်တင်နိုင်ခဲ့တဲ့ Hurricane အားလုံးပဲမင်္ဂလာပါများ YJ Legends Sport ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်ရှင်မြန်ကစားခဲ့တဲ့ Champions League ပွဲစဉ်ရဲ့မြေတောင်တစ်ချက်ကတ်လိုက်ရင်တော့အခိုက်အတန့်ကောင်းတွေကိုလက်လွတ်သွားနေတဲ့ Semi Final မှာPSGနဲ့ Bayern Munich တို့အကျိတ်နဲ့ရှင်မြန်ကစားခဲ့ကြပါတယ်။ Bayern ကပွဲချိန်16မိနစ်မှာပနတီရရှိခဲ့ပြီး Hurricane ကသွင်းယူပေးခဲ့တာပါ။ဒါကဂိမ်းအတွက်ဒီယာဒီဂိုးပေါင်ရင်ပတ်သက်မှုအချိန်60ဖြစ်လာခဲ့ပြီးတကောကြီးအကောင်းဆုံးမှတ်တမ်းကိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ဒါပြင်ဂိမ်းဟာစတီဗီချရက်ကိုကြော်ပြီး Champions League 6ပွဲဆက်တိုက်ဂိုးသွင်းတဲ့ပထမဆုံးအင်္ဂလန်စားမဖြစ်လာခဲ့ပါတယ်။ဂိမ်းရဖွင့်ကောပြီးနှစ်ပတ်အသင်းကဖွင့်တိုက်ကြတာကြောင့်ပရိုင်မာတွင်3ဂိုး2ဂိုးနဲ့ဂိုးမိုင်တိုင်းတိုက်နေခဲ့ပါတယ်။ဒုတိယမှာတော့ဘိုင်ယန်အတွက်ကန်ဆိုးခဲ့ပါတယ်။ပွဲဆက်လာကြီးကစားကွက်တင်များတင်းခဲ့ပါတယ်။ PSG က Kvaratskhelia နဲ့ Dembele တို့ရဲ့အသင်းကိုတွေကြောင့်3မိနစ်အတွင်းမှာ9ဂိုး2ဂိုးဖြစ်သွားခဲ့ရပါတယ်။ဘိုင်ယန်က2မိနစ်အတွင်း Upamecano နဲ့ Luis Diaz တို့ရဲ့ခြေပါဂိုးတွေနဲ့အနားကိုပြန်ကပ်လာတာကြောင့်မီလူမီကင်နီနီဖြစ်လိုက်ပါသေးတယ်။ဘိုင်ယန်ကနောက်ထပ်ခြေပါဂိုးရဖို့နောက်ဆုံးချိန်ထိစ조사ခဲ့ပေမဲ့ပြုံးနှိမှုတွေများနေခဲ့တာကြောင့်နောက်ဆုံးမှာ9ဂိုး4ဂိုးနဲ့တပိုင်းရက်ခဲ့ရပါတယ်။ဒီဘက်မှာ Michael Olise နဲ့ Luis Diaz တို့ကလည်းတကိုးစီသွင်းယူခဲ့ကြသေးတာကြောင့်ကိန်းတို့တိုက်စစ်အတွဲဟာရာပြင်းမှတ်တိုင်ကိုရောက်ရှိခဲ့ကြပါတယ်။ဘိုင်ယန်အတွက်ကိန်းက54ကို DS က26ကို Olise က90အသီးသီးသွင်းယူပေးခဲ့ကြတာလည်းဖြစ်ပါတယ်။ Hurricane အတွက်ဥရောပအောင်မြင်မှုကပြည့်ပြည့်သွားတာတော့မဟုတ်သေးပါဘူး။ကိန်းတို့က PSG နဲ့တကိုးတည်းကွာဟနေတာဖြစ်ပြီးဒီပမာဏလောက်ကဂျာမန်မြေမှာအလဲကူပြန်လိုက်နိုင်လောက်တဲ့ဂိုးကွာဟချက်လည်းဖြစ်ပါတယ်။ဥရောပချန်ပီယံနေရာကိုပိုင်ဆိုးထားပြီးဒီဟာဒီဖလားလေးလုံးချန်ပီယံဖြစ်အောင်ပွဲခံနိုင်အောင်ဘိုင်ယန်အတွက် Hurricane ကကူညီပေးနိုင်မလားဆိုတာဆက်လက်စောင့်ကြည့်ရပါမယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။